နိုင်ငံတနိုင်ငံကပိတ်ဆံကိုကိုယ်တိုင်ထုတ်လို့ရတယ်။ဒါဆိုဘာကြောင့်လူတိုင်းကိုပိတ်ဆံမြောက်များထုတ်ပေးပြီးတော့ချမ်းသာအောင်လုပ်ပေးလို့မရဘူး။ဒီမျိုးကလူတော်တော်များများစဉ်းစားမိကြမယ်ထင်ပါတယ်။တကယ်တော့ဒီမျိုးရဲ့ဖြေကပိတ်ဆံနဲ့ချမ်းသာမှုကလုံးဝကိုမသက်ဆိုင်လို့ဖြစ်ပါတယ်။ပိတ်ဆံဆိုတာကပစ္စည်းဝတ္ထုအရာဝတ္ထုတွေကိုလဲလှယ်ဖို့အတွက်အသုံးပြုရတဲ့ကြားခံပစ္စည်းကိရိယာတစ်ခုပါ။ပြောရရင်တော့ exchange value မျိုးပေါ့ချမ်းသာမှုဆိုတာကတော့လူဖွဲ့စည်းမှာလူတွေကိုယ်တိုင်ထုတ်လုပ်ထားတဲ့ကုန်ပစ္စည်းတွေဒီဝန်ဆောင်မှုစနစ်တွေနည်းပညာတွေပြီးတော့လူသားရင်းမြစ်တို့စတဲ့စီးပွားရေးတန်ဖိုးတွေကဒါတကယ်ချမ်းသာမှုစစ်ဖြစ်ပါတယ်ဒီအချက်ကိုနားလည်အောင်အလွယ်ဆုံးဥပမာနဲ့ပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်ကျမ်းမှာလူ10ယောက်ရှိတယ်ဆိုပါစို့ပြီးတော့အဲ့ဒီမှာဆန်တွေရှိမယ်ငါးတွေပြီးတော့အိမ်တွေစသဖြင့်ရှိမယ်ပေါ့ဗျာပြီးတော့လူတစ်ယောက်ချင်းစီမှာပိတ်ဆံ3သိန်းစီရှိမယ်ဆိုရင်အဆင်ပြေအဲဒီကျော်မှာလူ10ယောက်ရှိတဲ့လူ10ယောက်ကလဲပတ်လို့အဆင်ပြေဒါပေမဲ့နောက်တစ်နေ့မှာအစိုးရကအဲ့ဒီလူတွေကိုတယောက်ကိုငွေ10သိန်းစီပေးမယ်လို့ကြေညာလိုက်တယ်ကြားတဲ့သတင်းကြောင့်အားလုံးဝမ်းသာစရာတော့ထင်ရပါတယ်ဒါပေမဲ့တေချာစဉ်းစားကြည့်မယ်ဆိုရင်ဆန်ကလည်းပိုထွက်မလာဘူးငါးကလည်းပိုမရှာနိုင်ဘူးအိမ်အစ်စ်တွေလည်းတိုးမလာဘူးဆိုရင်ဝယ်ခြင်းတဲ့သူတွေကများလာမယ်ဝယ်စရာပစ္စည်းကငကိုတိုင်းပဲပိုထွက်မလာဘူးဆိုရင်အဲ့ဒီမှာပြဿနာစအဲ့တော့ဘာတွေဖြစ်လာမလဲဆိုရင်အရင်တော့ကစံတအိတ်ကို3000ပေးရတယ်ဆိုရင်3သိန်းထိဖြစ်သွားနိုင်တယ်အရင်တော့ငါး1ကီလိုကို1000ပေးရရင်3သိန်းထိဖြစ်သွားတယ်ဒါကိုယနေ့ခေတ်လောကမှာတော့ inflation ငွေကြေးဖောင်းပွားမှုလို့ခေါ်ပါတယ်ဒါကဘာကိုပြောချင်တာလဲဆိုတော့လူတိုင်းမှာပိတ်ဆံအများအများရှိလာပေမဲ့ချမ်းသာမှုကတိုးပွားမလာဘူးများပြားမလာဘူးဆိုတာကိုပြသနေဒါကြောင့်လို့ငွေစက်ကူတွေကိုရိုက်နှက်ခြင်းတလောက်ရိုက်နှက်ပြီးချမ်းသာအောင်လုပ်လို့မရဘူးဆိုတာဒီမှာအဖြစ်ဖြစ်ပါတယ်အခုအာဖရိကနိုင်ငံတွေမှာငွေကြေးဖောင်းပွားမှုများစွာဖြစ်တယ်ပန်းသီးတစ်လုံးဒီဟင်းချက်စရာတစ်ခုနှစ်ခုဝယ်ဖို့အတွက်တောင်မှပိုက်ဆံကိုအုပ်လိုက်သုံးရတယ်ဒါငွေကြေးဖောင်းပွားမှုရဲ့စံနမူနာတွေပဲအခုကျွန်တော်တို့နိုင်ငံကလည်းငွေကြေးဖောင်းပွားမှုတွေတဖြည်းဖြည်းမြင့်တက်လာတယ်အရင်တော့ကကျွန်တော်တို့ကြက်ဥတစ်လုံးကို100လောက်ပဲရှိခဲ့ရတယ်အခုဆိုရင်900ဖြစ်သွားဒါပါလဲဆိုရင်ခုနကပြော inflation ဖြစ်ဝယ်လို့အားလည်းကောင်းတယ်ပိတ်ဆံလည်းရှိတယ်ဒါပေမဲ့ဝယ်စရာပစ္စည်းကပိုမထုတ်နိုင်ဒီလောက်ပမာဏပြောရရင်ကုန်ပစ္စည်းချမ်းသာမှုကတိုးတက်မလာပဲနဲ့ငွေပဲများလာဒါကို inflation ငွေကြေးဖောင်းပွားမှုလို့ခေါ်ပါတယ်ပြီးတော့နောက်တစ်ခုထပ်ပြောစရာရှိတာကငွေစက်ကူကိုထုတ်ကျင်တယ်လို့ပဲထုတ်လို့ရသလားဆိုတော့မဟုတ်ပါငွေစက်ကူထုတ်တာကလူတော်တော်များများထင်တာလို့တာမန် printer တွေတာမန်စက်ကူတွေပေါ်မှာရိုက်နှက်ထုတ်တာမျိုးမဟုတ်ပါငွေစက်ကူတစ်ခုထုတ်မယ်ဆိုရင်နိုင်ငံတိုင်းမှာအဲ့ဒီငွေစက်ကူငွေကြေးထုတ်လုပ်ဖို့အတွက်ဗဟိုဘဏ်ကပဲထိန်းချုပ်ပါတယ်ငွေစက်ကူထုတ်ဖို့တဲ့တာမန်စာရွက်ကိုအသုံးမပြုပါအထူးလုံခြုံတဲ့စာရွက်ဒါမှမဟုတ် ploymer လို့ခေါ်တဲ့2+ data ကိုအသုံးပြုပါတယ်ပြီးတော့အဲ့ဒီမှာသုံးတဲ့မှင်တွေကလည်းရိုးရိုးတာမန်မှင်တွေနဲ့မတူပါဘူး security in လို့ခေါ်တဲ့မှင်အမျိုးအစားတွေကိုအသုံးပြုပါတယ်ပြီးတော့ငွေစက်ကူမှာ watermark တို့ security threat တို့ဒီ micro printing တို့ UV တို့စတဲ့လုံခြုံရေးအမှတ်အသားတွေလည်းများစွာပါဝင်ပါတယ်ဒီနည်းပညာတွေကတော့ငွေကိုအတုလုပ်ဖို့ခက်အောင်လုပ်ထားတာပါဒါအပြင်ငွေစက်ကိုရိုက်နှက်တဲ့စက်တွေကလည်းတော်တော်လေးကိုတိကျပြီးတော့ဈေးကလည်းအမေရိကန်ဒေါ်လာတန်းချီတောင်ရှိပါတယ်ဒါပေမဲ့ဒီငွေစက်ကိုထုတ်တဲ့အပိုင်းကအဓိကမကျပါဘူးတကယ်အဓိကကျတာကတော့ငွေကြေးဆိုင်ရာမူဝါဒဖြစ်ပါတယ်ဘိုးဘဏ်ကစီးပွားရေးအခြေအနေငွေကြေးဖောင်းပွားမှုပစ္စည်းလိုအပ်ချက်ကုန်ပစ္စည်းထုတ်လုပ်နိုင်မှုစတဲ့စီးပွားရေးဈေးကွက်တွေကိုတွက်ချက်ပြီးတော့မှငွေစက်ကူအသစ်တွေကိုထုတ်လုပ်ရပါတယ်ဒါကြောင့်လိုချင်တဲ့လောက်ရိုက်ထုတ်လို့မရဘူးလားဆိုတဲ့မေးခွန်းကအပြင်မှာတကယ်အဆင်မပြေပါဘူးနောက်ထပ်လူတွေသိချင်တဲ့မေးခွန်းတစ်ခုရှိပါတယ်ဒါကငွေစက်ကူရိုက်နှက်ဖို့အတွက်ရွှေတွေလိုအပ်သေးသလားပေါ့အရင်ခေတ်ကဆိုရင်တော့လိုအပ်ပါတယ်အရင်ခေတ်ကနိုင်ငံအများစုက gold standard လို့ခေါ်တဲ့စနစ်ကိုသုံးပါတယ်သူကရွှေတွေကိုငွေနဲ့တန်ဖိုးချင်းချိတ်ဆက်ပြီးတော့မှအသုံးပြုတာသတ်မှတ်တာဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့ခေတ်မှာအဲ့ဒီစနစ်ကိုအသုံးမပြုတော့ဘဲနဲ့ face money လို့ခေါ်တဲ့စနစ်ကိုအသုံးပြုပါတယ်သူကဘလို့လုပ်တယ်လဲဆိုတော့ရွှေနဲ့ငွေတန်ဖိုးကိုတိုင်းတာတာမဟုတ်ဘဲနဲ့နိုင်ငံတကာရဲ့စီးပွားရေးအင်အားကုန်ထုတ်လုပ်မှုအစိုးရရဲ့ငွေကြေးဆိုင်ရာယုံကြည်စိတ်ချရမှုပြီးတော့ပြည်သူတွေရဲ့အဲ့ဒီငွေကြေးပေါ်မှာယုံကြည်သုံးစွဲမှုပေါ်မှာမူတည်ပြီးတော့မှသတ်မှတ်ပါတယ်ဒါကြောင့်ငွေစက်ကူတရွေရဲ့တန်ဖိုးကစာရွက်တန်ဖိုးကြောင့်မဟုတ်ဘဲနဲ့ပြည်သူသုံးစွဲသူတွေရဲ့တိအမှတ်ပြုမှုပေါ်မှာအများကြီးမူတည်နေပါတယ်ဒါဆိုရင်ဘာကြောင့်အမေရိကန်ဂျပန်တောင်ကိုရီးယားစင်ကာပူစတဲ့နိုင်ငံတွေကချမ်းသာနေတာလဲအဖြေကတော့ရှင်းရှင်းလေးပါသူတို့နိုင်ငံကငွေတွေအများကြီးထုတ်ပေးနိုင်တော့ချမ်းသာနေတာမျိုးမဟုတ်ပါဘူးတို့နိုင်ငံမှာစမှုကုန်ထုတ်လုပ်ငန်းတွေကုန်ပစ္စည်းတွေပြီးတော့နည်းပညာအသစ်ဆန်းတည်ထွင်မှုတွေ
နိုင်ငံတကာကိုတင်ပို့နိုင်တဲ့ကုန်ပစ္စည်းတွေထုတ်လုပ်မှုစတဲ့စီးပွားရေးအင်အားတောင့်တင်းမှုတွေကြောင့်သူတို့ကပို့ပြီးတော့ချမ်းသာလာတာဖြစ်ပါတယ်ဒီနေရာမှာငွေကြီးဆိုတာအလွယ်တကူနားလည်အောင်ဥပမာပေးရရင်ဘောလုံးပွဲတစ်ပွဲမှာဂိုးစကိုးတွေကိုပြတ်သားထားတဲ့စကိုးဘောက်လေးရှိပါတယ်အဲ့ဒီစကိုးဘောက်မှာဘယ်အသင်းကဘယ်နှဂိုးရှူးတယ်ဆိုပြီးမှသတ်မှတ်ပြထားတာအဲ့တော့ကိုအသင်းနေချင်အောင်အဲ့ဒီစကိုးဘောက်ပေါ်ကတကိုးနေရာမှာ10ကိုလို့သတ်မှတ်ထားလိုက်မယ်ဆိုရင်လေကိုယ့်ရဲ့အသင်းကတကယ်နိုင်သွားတာတော့မဟုတ်ပါဘူးအဲ့ဒီကနန်းလေးပဲပြောင်းတော့မှာတကယ်အပြင်ကအသင်းကတော့ရှုံးနေအောင်ပါငွေကြီးဆိုတာပိုက်ဆံဆိုတာလည်းအဲ့ဒီတိုင်ပါပဲနိုင်ငံတကာနိုင်ငံရဲ့စီးပွားရေးအင်အားကုန်ထုတ်လုပ်မှုတွေစတဲ့ပမာဏတွေကိုတွက်ချက်ပြီးတော့မှအဲ့ဒီငွေကတန်ကြီးမြင့်နေတာဖြစ်ပါဒါကြောင့်လို့ပိုက်ဆံမြောင်များကိန်းဂဏန်းမြောင်များဘလောက်ပဲရရအဲ့ဒီနိုင်ငံကချမ်းသာမလားတကယ်ချမ်းသာမှုဆိုတာကဖန်တီးနိုင်မှုကုန်ပစ္စည်းထုတ်လုပ်နိုင်မှုနည်းပညာသစ်ဆန်းလူသားရင်းမြစ်ပြီးတော့မှစီးပွားရေးအင်အားတောင့်တင်းမှုစတဲ့ပေါ်တွေကနေလာတာဖြစ်ပါတယ်ဒါကတကယ်ချမ်းသာမှုစစ်ပါဒါကြောင့်ငွေကြီးကိုသာဖန်တီးလို့ရပါတယ်ချမ်းသာမှုကိုလိုချင်ရင်တော့အလုပ်လုပ်ပြီးတော့ဒါမှမဟုတ်ထုတ်လုပ်မှုတွေမြင့်ပြီးတော့လူသားစွမ်းရည်တွေမြင့်ပြီးတော့မှပဲချမ်းသာမှုကိုဖန်တီးလို့ရပါတယ်ဒါဆိုရင်ငွေကြီးပေါ်မှာဘယ်လိုခံယူချက်မျိုးထားတဲ့လဲမိတ်ဆွေကအခုဒီဗီဒီယိုကိုကြည့်နေတော့မယ်ဆိုရင်တော့မိတ်ဆွေတွေကျွန်တော်အထူးလက်ဆောင်ကောင်းလေးတစ်ခုဘဝမှာဘယ်တော့မှမရှုံးမဲ့သင်ခန်းစာတစ်ခုလက်ဆောင်ပေးခြင်းပါတယ်ဒီသင်ခန်းစာကိုတည်သွားရင်တော့မိတ်ဆွေရဲ့ဘဝမှာငွေကြီးကိုကောင်းကောင်းမွန်မွန်သုံးစွဲတတ်ပြီးတော့ကိုယ့်ရည်ရှိအတွက်အနာဂတ်အတွက်ချမ်းသာမှုတစ်ခုကိုတည်ဆောက်သွားနိုင်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ Okay ဆက်သွားကြရအောင်။အဲ့ဒါကတော့ငွေကိုရှာဖွေရုံစုဆောင်းနေုံလောက်နဲ့မလုံလောက်ဘူးဆိုတာပါ။ငွေဆိုတာကတန်ဖိုးကိုတင်ထားတဲ့ကိရိယာတစ်ခုလောက်ပါပဲ။ဒါပေမဲ့အချိန်ကြာလာတာနဲ့မျှငွေတန်ဖိုးကတဖြည်းဖြည်းကျငွေကြီးဖောင်းပွားမှုကြောင့်ဒီနေ့ကျပ်1000လောက်နဲ့ဝယ်လို့ရတဲ့ပစ္စည်းကလာမဲ့နှစ်20လောက်မှဆိုရင်အဲ့ဒီ1000နဲ့အဲ့ဒီဝယ်ခဲ့တဲ့1000နဲ့ပစ္စည်းကိုပြန်မဝယ်နိုင်တော့ပါဒါဟာငွေကြီးကတဖြည်းဖြည်းချင်းတန်ဖိုးကျလာတယ်ဆိုတာကိုသက်သေပြနေဖြစ်ပါတယ်။ဒါကြောင့်စီးပွားရေးပညာရှင်တွေက cash is not king forever လို့လည်းပြောတယ်။ပြီးလို့ရှိရင်ငွေများလာတာကချမ်းသာလာတာမဟုတ်ဘူးလို့အမြဲတမ်းသတိပေးလိမ့်ရှိပါတယ်။တကယ်ချမ်းသာမှုဆိုတာကဆွမ်းနာကပြောခဲ့သလိုကုန်ပစ္စည်းထုတ်လုပ်နိုင်မှုစီးပွားရေးအတောင့်တင်းမှုစတဲ့အရာတွေဖြစ်ပါတယ်။ကျွန်တော်တို့ကအဲ့ဒီအရာတွေကိုမမြင်ဘဲနဲ့ငွေတွေကြီးလှိမ့်စုနေတယ်။ဒါဟာချမ်းသာမှုဘယ်တော့မှမဖြစ်နိုင်ပါဘူး။အဲ့တော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့တန်ဖိုးတွေကိုဖန်တီးနိုင်တဲ့ပိုင်ဆိုင်မှုတစ်ခုဒါမှမဟုတ်ရင်းနှီးမြှုပ်နှံမှုတစ်ခုကိုလုပ်ထားမယ်ဆိုရင်တော့အချိန်နဲ့မျှကျွန်တော်တို့ငွေတွေအမြဲလို့ဝင်လာနိုင်ပါတယ်။ဥပမာပြောရရင်လွန်ခဲ့တဲ့10စုနှစ်များစွာကမြန်မာနိုင်ငံမှာရွှေတစ်ကျပ်သားရဲ့တန်ဖိုးကတော်တော်လေးကိုနည်းပါတယ်။အဲ့တုန်းကလူတစ်ယောက်ရှိတယ်လို့စိတ်ကူးကြည့်ပါ။ပထမလူတစ်ယောက်ကပိတ်ဆံတွေကိုဒီတိုင်းပဲစက်ကူတိန်ထားတယ်စုဆောင်းထားတယ်။နောက်တစ်ယောက်ကတော့အဲ့ဒီပိတ်ဆံတွေရွှေဝယ်စုလိုက်တယ်။10စုနှစ်များစွာချိန်ကြာလာတဲ့ချိန်မှာတော့ပထမပိတ်ဆံကြီးစုထားတဲ့သူကဝယ်လိုအားတွေတဖြည်းဖြည်းတိတိတတ်တာကျလာတယ်။အရင်တုန်းကသူ့ခေတ်သူ့ခါလုံးကဝယ်လို့ရတဲ့ပစ္စည်းကဒီနေ့ခေတ်ရောက်လာတဲ့အခါမှာဝယ်လို့မရတော့။ဒါပေမဲ့တစ်ဖက်မှာရွှေစုထားတဲ့သူတစ်ယောက်ကတော့တဖြည်းဖြည်းချင်းတန်ဖိုးတွေမြင့်ဒီနေရာမှာငွေစုတာချင်းတူတူပဲ။တယောက်ကငွေကိုငွေစစ်ကူတိုင်းစုပြီးတော့တယောက်ကငွေကိုပြောင်းလဲပြီးတော့ပိုင်ဆိုင်မှုအဆက်နဲ့တန်ဖိုးမြင့်နေတဲ့valuable ဖြစ်နိုင်တဲ့အရာနဲ့ငွေကိုစုဆောင်းသွားတယ်။အဲ့တော့သူကပဲတကယ်မရှုံးမနဲ့ငွေကြီးစစ်မှန်ကိုရသွားမှာဖြစ်တယ်။ဒီနေရာမှာရွှေတကူတဲကိုကျွန်တော်ပြောချင်တာမဟုတ်တခြားယင်းနှီးမြှုပ်နှံမှုတွေစီးပွားရေးလုပ်လို့ရတယ်အားတွေအများကြီးရှိတယ်နော်။အဲ့ဒါတွေလည်းအများကြီးလုပ်လို့ရတယ်။ဒါပေမဲ့တခုတော့သတိပေးချင်ပါတယ်ယင်းနှီးမြှုပ်နှံမှုတွေကအမျက်တွေရလာမယ်လို့တော့ပြောလို့မရဘူး။တချို့ယင်းနှီးမြှုပ်နှံမှုတွေကအမျက်များစွာရမယ်ဆိုပြီးတော့အာမခံပြီးတော့မှလိမ်လည်နေတဲ့ကုမ္ပဏီတွေလည်းရှိတယ်။ကြားဖြတ်နေလို့မျိုးပေါ့နော်ဒီနေ့ခေတ်မှာဆိုလို့ရှိရင်ဒီ stock exchange ကိုနားမလည်ပဲနဲ့တွားပြီးတော့မှဆော့တဲ့သူတွေလည်းရှိတယ်ဒါကလည်းအန်တီများတယ်နောက်တစ်ခုကတော့ကိုနားမလည်မသိကျွမ်းတဲ့နေရာတွေမှာယင်းနှိမ့်မြုံနှံမှုကနေလည်းဆုံးရှုံးမှုတွေဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်လို့ဒါကိုလည်းသတိထားရမှာဖြစ်တယ်ဒါကြောင့်မိမိနားလည်တဲ့အရာလက်လန်းမိတဲ့အရာမိမိဉာဏ်မိတဲ့အရာတွေမှာဒါယင်းနှိမ့်မြုံနှံတဲ့နဲ့ပြီးတော့မိမိ risk ယူနိုင်တဲ့ပြောရင်တော့ဆုံးရှုံးခံနိုင်တဲ့ပမာဏအတိုင်းတာမှာပဲကိုကလှုပ်ဆောင်ယင်းနှိမ့်မြုံနှံဖို့လိုတယ်ဆိုတဲ့အကြောင်းကိုလည်းသတိချက်စီဖို့ကျွန်တော်သတိပေးပါမယ်နောက်ထပ်သတိပေးခြင်းတဲ့အချက်တစ်ခုကပိတ်ဆံကကိုယ့်အတွက်အမြဲတမ်းအလုပ်လုပ်ပါစေကိုကပိတ်ဆံအတွက်အမြဲတမ်းအလုပ်လုပ်နေဖို့မလိုပါဘူးကျွန်တော်တို့ကပိတ်ဆံတွေရှာနေကြတယ်ဆိုပေမဲ့တက်တက်လုံးမရှာနိုင်ပါဘူးကျွန်တော်တို့ခန္ဓာကိုယ်ကနေခွန်အားစိုက်ပြီးလုပ်ရတဲ့အလုပ်တွေတက်တက်လုံးမလုပ်နိုင်ပါဘူးဘယ်အလုပ်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကကိုယ်ငွေကကိုယ့်ကိုပြန်အလုပ်လုပ်ပေးနိုင်တဲ့ asset တစ်ခုဒီပိုင်ဆိုင်မှုတစ်ခုလုပ်ငန်းတစ်ခုကိုလုပ်ထားဖို့လိုပါတယ်နော် passive income လိုမျိုးဖြစ်အောင်လုပ်ထားဖို့လိုပါတယ်အဲ့လိုလုပ်ထားမှသာလျှင်အဲ့ဒီ
ကိုယ့်ရဲ့ပိုင်ဆိုင်မှုအဆက်တွေကကိုယ့်ကိုအချိန်ကြီးငွေတွေပြန်ရှာပေးနေမှာဖြစ်ပါတယ်။ဒါကြောင့်လည်းပဲလူချမ်းသာအများစုရဲ့အတွေ့ကငွေကိုဘယ်လောက်ရှာနိုင်တယ်လဲဆိုတာထက်ငွေကိုအသုံးချပြီးတော့တန်ဖိုးအသစ်တွေကိုဘယ်လိုဖန်တီးမလဲဆိုတဲ့အချက်ကိုသာပို့ပြီးတော့စဉ်းစားကြတာကိုတွေ့ရပါတယ်။အဲဒီတော့ဒီဗီဒီယိုမှာအဓိကပေးချင်တဲ့ message ကိုပြောရမယ်ဆိုရင်ငွေကိုပုံနှိုက်ထုတ်ယူလို့ရပါမယ်။ချမ်းသာမှုကိုတော့ပုံနှိုက်ထုတ်ယူလို့မရဘူး။ပြီးတော့ငွေရှာနိုင်တယ်ဆိုတာချမ်းသာမှုကိုဖန်တီးနေတာမဟုတ်ဘူး။ချမ်းသာမှုဆိုတာတည်ဆောက်မှရမယ်။ဖန်တီးယူရတယ်။ထုတ်လုပ်မှုတွေကနေရတယ်။ယင်းနှိမ့်မြုပ်နှံမှုတွေကနေရတယ်။ပညာရေးကျွမ်းကျင်မှုတွေကနေလာတယ်။ပြီးတော့မိကိုပညာရေးတစ်ခုခုမှာကျွမ်းကျင်အောင်ယင်းနှိမ့်မြုပ်နှံမှုတွေကနေလာတယ်ဆိုတာကိုပြောချင်တယ်။နောက်ထပ်မိမိရဲ့အခြေအနေကိုမိတ်ဆွေဖြစ်အောင်အသုံးချနိုင်ခြင်းတွေကနေလာတယ်ဆိုတာကိုအဓိကပြောချင်ပါတယ်။ဒါကြောင့်ငွေစုပါဒါပေမဲ့ငွေစက်ကူကြီးတည်တယ်မစုပါနဲ့ပိုင်ဆိုင်မှုအဆက်ဖြစ်ဖြစ်ယင်းနှိမ့်မြုပ်နှံမှုတစ်ခုဖြစ်ဖြစ်လောက်ပါပြီးတော့ငွေကိုလှုပ်လုပ်ခင်ပါဒါကရေရှည်မှာအနာဂတ်မှာကိုယ်အသက်ကြီးလာတဲ့ချိန်မှာအဲ့ဒီပိုင်ဆိုင်မှုတွေကနေကိုယ့်ကိုချမ်းသာအောင်အမြဲလှုပ်ပေးနေမယ့်အရာတွေပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်တော့မှဒီလိုမျိုးဘုသူတရှိစေမယ့်အကျိုးရှိစေမယ့်ဗီဒီယိုလေးတွေထပ်တင်ဆက်ပေးအောင်ပါမို့ကျွန်တော် channel လေးကို like and subscribe လေးလုပ်သွားလို့ရပါတယ်ဗျ။ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုပြိုပါ